ရဲ့မေရဲ့ဒီနွေဥမာကြည်နူးလို့ပြုံးပြခဲ့ဘူးတဲ့သူလာရွှေပရောက်လို့နေသမုဒိယမေတယောက်ပြုံးနွယ်ခုတော့ဘေစီဘေဝဲမဆာတန်တလွမ်းရပြီအောင်မေမေတယောက်အသက်ရဲ့ဖြီးပြောင်းခတဲ့ရွှေပရောက်အေးတဲ့လူရောက်မှပူလို့ကိုလွယ်ပုတ်ကွယ်မောင်ရဲ့မေရဲ့ဒီနွေဥမာကြည်နူးလို့ပြုံးပြခဲ့ဘူးတဲ့သူလာရွှေပရောက်လို့နေသမုဒိယမေတယောက်ပြုံးနွယ်ခုတော့ဘေစီဘေဝဲမဆာတန်တလွမ်းရပြီအောင်မေမေတယောက်အသက်ရဲ့ဖြီးပြောင်းခတဲ့